Link the deal to it, telephone, What the fuck? ရန်သူကိုငါမင်းရတော့မတင်ရွှေပါအော်ဟုတ်ကဲ့အန်ဒီပြောလေကျွန်တော်ဘာကူပေးရမလဲအကြောင်းကတော့ဘာမှမဟုတ်ပါဘူးကွယ်အန်ဒီသားလေးကိုတွေးကိုတေချာထိမ့်ပေးလိုက်အောင်နော်အန်ဒီယောက်ျားနဲ့ဂျပန်သွားမလို့အော်ဟုတ်ကဲ့စိတ်ချပါအန်ဒီဟေးကောင်လေးမင်းကမတင်ရွှေရဲ့တူကိုဝင်းခွဲရန်သူကိုဆိုတာမင်းလားကွအော်ဟုတ်တယ်လေဦးလေးကျွန်တော်ဘာပြောမလို့လဲမသိဘူးမင်းဒီကိုဘာယူချက်နဲ့လာလဲဆိုတော့ငါမမေးတော့ပါဘူးကွာငါသိပါတယ်ဒါပေမဲ့မင်းတို့တခုတတိပေးစီရတော့ရှိတယ်ကွာအဲ့ဒါဘာလဲဆိုတော့မင်းရဲ့ညီကိုတွေးဆိုတဲ့ကောင်လေးကတကယ်တော့နှဆိုးဘူးခံထားတာကွာဗျာဟုတ်လားဦးလေးဟာအဲ့ဒါဆိုရင်ဘသူကဒီကလေးလေးကိုလာကြည့်ရစောင့်ရှောက်နေရလဲအရင်ကတော့ငါကိုယ်တိုင်လာပြီးစောင့်ရှောက်ပေးနေရပဲကွာဒါပေမဲ့အခုနောက်ပိုင်းဒီကောင်လေးကပူဆိုးလာတော့ငါလည်းမထိန်ပေးနိုင်တော့ဘူးကွာအဲ့တော့မင်းဒီကလေးလေးကိုတေချာထိန်မယ်ဆိုတော့လေထိန်လိုက်ကြည့်ထိန်လိုက်ပေါ့ကွာနောက်ပြီး तू နှဆိုးပူခံထားတဲ့အချိန်ကျရင်မင်း तू ခိုင်းတဲ့မြောက်ဘာမှမလုပ်ဖို့လိုအပ်တယ်နော်တူလေးငါလည်းမန်ယူလောင်းနဲ့အခုလိုမျိုးပတ်စံကြက်တဲနေတော့အခါကျတော့ဒီကလေးလေးကိုပတ်စံရမယ်ဆိုလို့လာထိန်တာပဲဗျာအော်ဟုတ်ကဲ့အဲ့ဒါဆိုလဲကျွန်တော်ညီလေးကိုကျွန်တော်တေချာထိန်လိုက်ပါမယ်ကောင်းလေးခရီးဆိုင်လိုက်အောင်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ရန်စုကိုပါဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ဒီတပေးပြင်းရဲလို့ဆိုတဲ့ဒီကလေးဟော်ရာဂိမ်းပေါ့နော်ကလေးဟော်ရာဂိမ်းကိုကျွန်တော်တို့စော့ပြမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးမစခင်ကျွန်တော်ကို like and subscribe like and share subscribe လေးနဲ့အားပေးခဲ့ကြပါဦးဒါမှမဟုတ်ကျွန်တော်ကဒီမှာဖုန်းနဲ့ဆော့ရတဲ့အတွက်ကြောင့်နည်းနည်းလေးအတန်လေး recorder တွေပါအဆင်မပြေတာရှိရင်လည်းတိကျပေးကြပါပေါ့ဟုတ်ကဲ့ပါကဲဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးစရအောင်ကဲကိုကြီးဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာရောက်ပြီပေါ့နော်ဒီဖဲကိုကျွန်တော်ရဲ့ဒါ10ဝန်းခွဲညီလေးဗာလဲကိုတွေးဒီမှာပန်းအိုးအဲ့တော့ပန်းအိုးဆိုတော့ဒီမှာကျွန်တော်ကောက်မယ်ပေါ့နော်ကောက်မယ်ဒီမှာတော့တော့ပါအောက်ခိုင်းပါဟယ်လိုညီလေးကိုတွေးဘာလုပ်နေရလဲဒီမှာတပေးရင်ရေလို့စရောနော်တပေးရင်ရေလို့ကိုတွေးကိုထိန်းရမှာပေါ့ကိုတွေးကိုငါညီကိုတွေးဟယ်လိုညီလေးကိုတွေးငါမင်းအကို10ဝန်းခွဲကွာမင်းငါအတော်9ဝန်းခွဲရမင်းကိုမွေးထားတာဆိုငါနဲ့10ဝန်းခွဲညီပေါ့နော်ဒါနဲ့နေပေါင်းဘလူတွေများအမျိုးဆက်လိုက်ကြတယ်မသိဘူးနော်ဒီကောင်စိတ်တော့ညစ်ကဲထားအဲ့တော့မင်းအခုအောင်တို့တောက်ရှင်လို့လားโอเคပါကိုကြီးတို့ကရေခဲတစ်တာထဲမှာရှိရင်ဒါနေအောင်မင်းအိမ်ကတစ်ခါမှမရောက်ဘူးတဲ့ရေခဲတစ်တာပဲမှာဒီဘက်အခန်းမှာဒီဘက်ညာဘက်အခန်းမှာရေခဲတစ်တာရှိတယ်ဟုတ်ပြီအဲ့တော့နိုးတိုက်ရမှာပေါ့နော်ဒါနေအောင်ကွာမင်းအိမ်ငါတစ်ခါမှလည်းမရောက်ဘူးသေးဆိုငါခဏမင်းကိုမနှုတ်မတိုက်ဘူးမင်းအိမ်အကြောင်းဒါမင်းနေတဲ့အိမ်ဆိုမင်းသိရမလားโอเคပါကိုကြီးအိမ်ပေါ်တက်မှာအခန်း3ခန်းရှိတယ်အဲ့မှာတတအိတ်တဲ့အခန်းတစ်ခန်းရှိတယ်ဟောဟိုဘက်ဘယ်ဘက်မှာတော့ရေချိုးခန်းရှိတယ်ဒီဘက်မှာရေချိုးခန်းအိမ်သားနဲ့တူတယ်ဟုတ်လားဟုတ်တယ်ကွာကဲဆိုတော့အဲ့ဆိုထားပါမင်းကငါဟုနှုတ်တိုက်ရမှာဆိုလဲတိုက်လိုက်မယ်နော်ဒါတော့မင်းအိမ်ပေါ်ခဏငါတက်ကြည့်အောင်ပါကွာဟုတ်ဆိုတော့အဲ့ဒါမှလည်းအဆင်ပြေပါဘောနော်ကဲဆိုတော့ဒီခန်းနေဖွင့်ကြည့်အောင်ဒီခန်းလောခတ်ထားတယ်ဒီမှာအခန်းတစ်ခန်းရှိတာပဲဒီမှာကနောက်ထပ်တစ်ခန်းနော်ဒီမှာကလေးအခန်းနေတူတယ်ကလေးအခန်းဒီမှာပုံမြင်ဖက်ပြလို့ရတယ်ဟုတ်ပြီကဲငါရှည်ဝေးလုံးနေတော့ငါလည်းသူများအိမ်လာပြီးဆက်စုတာနော်ငါတော်အကျဉ်းမကောင်းနေပါဘူးကဲညီလေးနိုးဘူးမင်းတိုင်အောင်နော်နိုးဘူးတိုင်အောင်မင်းဘလို့များငါနဲ့အမျိုးလာတော်ရလဲကွာ10ဝန်းခွဲခါရောက်မချီးပါလားဝေးဝင်းတော့စားမချီးတန်းပါနော်ရောက်မယ်ခဏနေရောက်မချီးပါရောက်အိမ်သားတက်ရောက်ခဏနေမင်းအိမ်သားလဲခဏနေဒီမင်းနောက်ကအိမ်သားတက်ရတယ်ကွာညီလေးရဲ့ချီးပါညမခဏနေတော့နားနေပါနိုးရီကိုတို့ကအရေးလေးမင်းအဆိုင်ခဲမှာမဟုတ်တာဘလို့ပြင်းပြင်းကြီးပါတော်စောက်စားကြီးပဲမင်းခဏဒီကောရှိုးမလို့အဲ့နဲ့မင်းပြစ်ချတာရောအိမ်သာတက်လာအောင်တော့6ကြီးညနေလို့ကဲတော်မင်းကိုအဲ့ပါလဲပြန်ငိုးမနေနဲ့ဒါကျွန်တော်ညီလေးကလိမ့်မာတယ်ကြည့်လိုက်
အဲ့နားမှာပဲထိုင်နေနော်အဲ့နားမှာပဲထိုင်နေနော်ညီလေးကိုကြီးပြီးရင်ပြန်လာခဲ့မယ်အဲ့နားမှာပဲထိုင်နေညီလေးရေဟာ ဟိုအော် နော်ဆောက်ရှောက်ခွဲနေတာနော်ဆောက်ရှောက်ခွဲနေတာဟဲ့ရောက်မင်းကခုနထိုင်လို့ပြောရတယ်အေးတော့ကဲညီလေးကိုတွေးမင်းဟွာလဲလုတ်ပြီးပြီဆိုတော့မင်းအိတ်တော့နော်ကလေးဆိုတာစောစောအိတ်ရတယ်နော်မနက်6နာရီအိတ်ပြီးတော့ညနေ3နာရီမှပြန်နိုးရတယ်မင်းကလေးတွေကမင်းဟောဒီမှာကြောင်ရုပ်ဆိုဒီမှာကြောင်ပုံမြင်ဆိုတော့ဒီကြောင်ရုပ်ပေးရမယ်နဲ့တူတယ်နော်ဘရာသားတို့ကြောင်ရုပ်ပေးတယ်ဒီမှာ read the story sit down the read okay ဟိုးရှိတော့မှာပေါ့ကွယ်အဲ့မှာကြောင်ကြီးတော်နဲ့မင်းသားလေးကြောင်ကြီးအောင်မင်းသားလေးကိုချောင်းကြည့်နေနေအဲ့မှာရေတကူနှိုင်းလှုပ်လာပြီးတော့ဝဝဆိုပြီးတော့အဲ့မှာပုံမြင်လေးကပြီးသွားပါတယ်ပုံမြင်အရန်ကောင်းရနော်ပုံမြင်အရန်ကောင်းတော့ဒီကောင်ပျော်ဝင်သွားတယ်ပျော်ဝင်သွားပုံမြင်အရန်ကောင်းတော့အားရတိတ်နေတယ်ဒုက္ခပဲကျွန်တော်ရုပ်တေချာမြင်ရနော်ဟုတ်ပြီကျောင်းကရန်ဟောဖြစ်တယ်ကဲဒီခန်းထဲမှာဘာတွေများရှိလဲမသိဘူးဒီမှာ mansion key တခုရှိတယ်ဗါလဲ the key to secret ဒါလှုပ်ဝက်တော့အားရဒီမှာဒီတော့ဒီမှာထပ်ဖို့တခုရှိရပဲငါတော့မတင်ရွှေရဒါတွေရှိရငါမပြောပါဘူးကျင်တွေ့မယ်ငါနဲ့ကွာဘလူးများမျိုးတော်လည်းမသိပါဘူးကွာဒီဘွားတော့တော်တော်ဆိုးတာပဲကိုဝမ်းခွဲတယ်ကွာငါလည်းအခုဒီကိုတွေးနေမှာကျွန်တော်10ဝမ်းခွဲအကိုကိုတွေးရဲ့10ဝမ်းခွဲအကိုဒီကဘာလဲတော့မသိ The picture seem to complete and break အားလည်းတော့မသိဘူးကျွန်တော်လည်းအင်္ဂလိပ်စာရမ်းညံ့ပါတယ်ကျွန်တော်ငါမဆက်ကျွန်တော်ပြောရမယ်ကျွန်တော်အင်္ဂလိပ်စာရမ်းညံ့ပါတယ်အဲ့တော့ဆိုတော့တချို့ဘာသာပြန်လွဲရလေးရှိရင်ကျွန်တော်နည်းနည်းပါဖွင့်လို့ပါနော်ဒီမှာဆင်းလိုက်တော့မယ်ဒီကသူများ secret ထားနေရကြီးငါသွားဝင်နေသူများပါစင်ကတော်တော်စိတ်ဝင်စားကဲခုတော့ဆိုတော့အိမ်ကလည်းအခုမှစားရောက်တာဆိုတော့ဘာလို့လောက်ဆရာမရှိဘူးဆိုတော့ TV ပဲကြည့်ရမယ်ဒီကြောင်လေးပါလေဟာဘာလေးတော့မသိဒီຢာလေး12ခုရှိရလို့တော့ပြောတယ်ဒါလေး12ခုရှိရလို့တော့ပြောရနော်ဒါလို့ဆိုတော့သိရမလားဒီမှာဟိုမှာရှိတယ်ကြောင်ညာလာနေကွာညာလာနေဟာညီလေးညီလေးညီဘယ်ရောက်อ่ะအဲ့ရောက် baby sleep welcome for parent ဘာနေအောင်အဲ့မတင်ရွှေရခမရဂျပန်သွားပြောခမရတာခမရယောက်ျားနဲ့နှံ့ဟာခမရသားမှာကျွန်တော်တရေချောင်းနေရခမရသိလား ကိုကန်သားဆိုတော့ ဒါရင်ပြော ရီရပါဘယ်လိုကောရီရပါ ဒုက္ခပဲဒီခွေးတောင်သားလေးလေတားငူနေရောက်လာမဘာလို့မလို့လဲမင်းနဲ့လေဒုက္ခလေကျွန်းကွာရုပ်ကူကွာခဏနေဒီခုနအဝိရှော်သက်ထဲမှာနော်ဝိရှော်သက်ထဲမှာဒီကောင်ခဏနေဒီကောင်ခဏမိုက်ခရိုဝေးရခဏထည့်လိုက်ကောင်းလားမသိခဏနေဟောဒီလိုထိုင်ရတာဒီလိုထိုင်မယ်ခဏဒီမင်းခုနအိမ်သာတက်ထားတာမင်းခုနအိမ်သာလည်းမင်းတေချာမတက်ဘူးကွာမင်းအဲ့တော့ဒီလက်ခဏနေဦးနော်ရေချိုးရတော့ကြတယ်ခုတက်နေပြီတော့တကအဲ့the baby ညလို့ကိန်းကိုဆိုရင်ဒီဝမ်းဒီကောင်မချောက်ဒီဝမ်းဒီကောင်လုံးဝမချောက်အဲ့တော့ဒီဝမ်းမှာပေါက်ပြရအောင်ရှောက်လို့ရတယ်ခဲပြောဒီကောင်မျက်လုံးရှိုးဒီကောင်မျက်လုံးရှိုးငါလေးကားပေါ်ကောက်တက်သွားအေးပါ sorry ပါညီလေးရလေမင်းရလေအေးပါနောက်ခါပြတ်မချအောင်မင်းနောက်ခါကျန်ကင်ပေါက်မှာကဲမင်းပုံမှန်ဖက်ပြအောင်မယ်ပုံမှန်ပုံပါလေ leave the door close that ဒီစားလေးဒီလောကလုံးကိုဘာလို့တောက်ခါသွားလဲမသိဘူးကွာအဲ့ဒါသူ့ယောက်ျားနာမည်နေမလို့လားမသိဘူးငါတော့ဒီမှာဒေါ်လာ$4,000နဲ့ဆိုရင်ဒီဟွာဟောဖုတ်ဆက်ရမှာအဲ့လိုနဲ့ day 1ပြီးသွားတယ် day 1မှာဘယ်လိုတကယ်ပြောရလဲ day 1မှာတို့ဒီရင်းဆိုရင်ရီရအောင်လို့ day 1မှာပေါက်ပြအကုန်ရှောက်လို့ခုနကလိုမျိုးသိရမလား microwave ပဲထည့်တာတို့အားတို့ပေါ့သိရမလားအဲ့လိုမျိုးအဲ့ကောင်လုံးကြိုက်တယ်လို့လားလို့အဲ့နဲ့ညီဟေ့ကိုတွေးမပဲရောက်ပါလေဟေ့ကိုတွေးဒီရဲမှာလားကိုတွေးဒီရဲမှာလည်းပြောလားဟေ့ကိုတွေးပြောက်ဒီကောင်ကိုတွေးပဲရောက်မယ်
ကိုတွေးရဒီကိုဘလို့ရဟဲ့ဒါမင်းကလေးထိုင်နေရနေရမဟုတ်ဘူးကွာကလေးထိုင်နေရမဟုတ်ဘူးသလားမင်းဆွဲကင်ပေါက်ပလိုက်မယ်ကဲမင်းကလောတဲ့နိုးတိုက်ရမှာအေးညီလေးကိုကြီးစားနော်စားနော်အော်ငါညီလေးစူပါမန်လုပ်ရင်လားဟုတ်တယ်နော်ငါညီလေးစူပါမန်လုပ်ရင်လားခဏနေကိုကြီးလုပ်ပေးရမှာမင်းရဲ့ကိုကြီးပဲစူပါမန်ငါညီလေးစူပါမန်လုပ်အဲ့ပါအထုစူပါမန်အဲ့ဒီကပြောနေအဲ့စူပါမန်လုပ်ရင်ခဏညီလေးစူပါမန်လုပ်ရင်လားကိုကြီးတည်ရလာနောက်ဆောင်လို့ပဲပျော်နေဟဲ့လားပျော်နေတော့နောက်တော့စူပါမန်ဘယ်ရောက်ဝိုင်းကိုတို့ဘယ်ရောက်ဝိုင်းကိုတို့ပြောက်ဝိုင်းနော်အာဟိုဒီကောင်ပြဿနာပဲဒီကောင်ကနှုတ်တိုက်အောင်မအာယောလောက်ကသွားရောဖိုင်းတဲ့ဘော်တယ်တဲ့အနုဘူးရှာမနေတယ်ဒီကမှမရှိဘူးအော်ဒီမှာနှုတ်ဘူးကဲညီလေးကိုတွေ့ရင်မင်းတော်တော်ဆိုးပဲပေါ့နော်အာမင်းမဟုတ်ဘူးနော်ဗလားတော့အရေးတော့ပြီးချီးထွက်တာဒီကောင်ပဲရှိတယ်အရေးတော့ပြီးချီးထွက်တာဒီကောင်ပဲရှိရဗလားတော့တကယ်ပြောရင်နောက်တာမဟုတ်အရေးတော့ပြီးတော့ဘယ်လိုချီးထွက်ဒီကောင်ဘာလဲဟာမင်းတို့လည်းတိုင်ပါနေပြီဟာတိုင်ပါမင်းတို့ကြောက်အောင်မပြေအောင်အာတော့ပြဿနာပဲအဲ့ဖမ်းရလေဦးမယ်ဒီကောင်နေပဲလေဒါမှုေနောက်နေတာဒီကောင်ဘာလဲဟေ့မပြေးနဲ့လို့ဟေ့မပြေးနဲ့မပြေးနဲ့ရောက်ဟေ့ဒါကလေးခန်းကွာဒါကလေးခန်းရောက်ပြန်ဆုပ်ရောက်ပြန်ဆုပ်တယ်ငါလည်းမမလေးရောက်ဒါရောက်ဒီကခုနမပွင့်ဘူးနော်ဟေ့ရောက်မအေးတော့မင်းပြေးတယ်မရှိတော့ဘူးမပြေးလည်းမရှိတော့ဘူးဘာတဲ့ emergency brake class အော်အရေးပေါ်ဖြစ်ရင်ဒီဟာကိုဒီမှန်ကိုခွဲလိုက်တယ်ဒီထဲမှာကလေးနှုတ်ဘူးတခုတော့ရှိတယ်ဟာဒုက္ခပဲအာပြဿနာပဲငါလည်း control ကအရန်ဟွာဖြစ်နေ controller အရန်ညံ့နေနော်လေ controller ရမ်းညံ့နေဆိုတော့အာဒီကောင်ကြောက်ညီလေးရေကြောက်မင်းရတယ်မင်းအိတ်တော့နော်မင်းအိတ်တော့မင်းငါတော်ထင်းရတာခတ်နေပြီ what the fuck မချောင်းနဲ့ရောက်မင်းဘာလို့မထိန်းတာလဲငါနောက်ဆုံးတော့သဘောပေါက်ကဲဆိုတော့ကောင်းတက်ရအောင်မကြောက်နောက်ခါကျရင်ကင်ပေါက်မှာတက်လားလောလောဆယ်ဒီ the rabbit and the princess and rabbit ဆိုတော့ဒီကောင်ဒီခေါက်ကဒီရုပ်ယူရမယ်တူတယ်ဟုတ်ပြီဆိုတော့ကျွန်တော်စာဖတ်ပြလိုက်အောင်မယ်စာတော့မဟုတ်ပုံမြင်ပေါ့ဗျာဒီပုံမြင်ဖတ်ပြရမှာကဲဆိုတော့ဟိုးရှိကုန်ပါတဲ့အဲ့မှာယုံကြကောင်ဟိုမင်္ဂလာလေးကောင်ကြောက် what the fuck ကြောက်ဘာလဲကြောက်အားရောငါပုံမြင်ဖတ်ပြရတယ်ဘာလဲဟာကြောက်အယုတ်ကလည်းဒီမှာအတူတူပါပဲဟာဟဲ့ဟာစရပါဗျာဝါလေတမောက်ကဲကလေးဆိုစိတ်ရှည်ရမယ်အဲ့မှာမင်းသားလေးကတဲ့မျက်လုံးညီအောင်ကြီးနေတဲ့အဲ့မှာဂုံလေးကိုတိုင်းနေနေတဲ့နောက်ဆုံးနဲ့မင်းသားလေးကမကောင်းဆိုးဝါးကြီးဖြစ်သွားပါတယ်တဲ့ကဲဆိုတော့ဟိုမြတ်အရန်ကောင်းတယ်မင်းနဲ့အိတ်တော့ငါလည်းဒီမှာ TV ကြည့်ရအောင်ကဲနင် TV မကြည့်ခဏနေခုနကဒီမိုင်းဟွာထဲမှာအစားအစာကြီးလုပ်လို့ရတာမသိကျွန်တော်အဲ့နည်းသိချင်တယ်အစားအစာကြီးလုပ်လို့ရတာမသိဘူးဒီမှာပါမုံထည့်မယ်ခဏနေဒါနဲ့နေုံဒါကဘာကြီးလဲမသိဘူးမုံဖုတ်ဆက်တာပြောဘာလဲဟာဒီရက်ခဏထည့်လိုက်အောင်ရက်ခဏထည့်လိုက်ဘာများထွက်လာမလဲဟာရဘာမှလည်းမထွက်လာဘူးဟာငါတော့မိတ်ကင်ပြောတော့တာသူ့ယောက်ျားဂျပန်သွားနေတာပြောနေတာရောက်လာတော့မိတ်ကင်ချိုင်းတာလေကြီးအောင်ဘာလုပ်ကြမှာလဲပါမောကလည်းပြိုကျက်သွားတယ်အားတော့တော်တော်ဆိုးနေဝမ်းခွဲတော်တဲ့ဟွာအဖေဘက်ကတော်လားအမေဘက်ကတော်လားကျွန်တော်လည်းမသိဘူးဟာရောကိုယ်စတော်တဲ့ငါတကားပဲတီးတယ်မြည်နော်ဒါခုနဒီပါဒေါ်လာ4000နဲ့ဝယ်ထားတယ်ကျွန်တော်တို့ဂျပန်ဟာရုံကဘာလုပ်လဲရုံဒီဘောပြုတ်ကြတာနော်အဲ့တော့ထူးကြတယ် brother တို့နဲ့တော့ထူးကြတယ် okay ဒါကိုဘယ်နောက်ထားဒီနောက်ပဲထားလိုက်ပါမယ်နောက်ထားပြီးတော့ပေါ်ကို TV လေးပဲ AC ကြည့်အောင်
ခုနဒီယုံရုပ်ပြုတ်ကြလာတာမနောက်တော့ခဏနေဒီယုံကတော့နောက်ပိုင်းမှာဒီယုံကဟိုကလုံးမလားမသိဘူးနော် brother တို့အဲ့ကျွန်တော်တို့ကူညီလားမသိဘူး emergency ကဘာလဲတော့မသိဘူးဗျဒါပြောရမှာဆိုဒါသတင်းပုတ်လာနေသတင်းပုတ်လာနေဆိုတော့โอเคတို့သတင်းပုတ်လာနေအဲ့လိုနဲ့93ကိုရောက်သွားတယ်ပေါ့ဗျာ93မှာကတော့ဘယ်လိုတွေထပ်ပြီးပြေအောင်လဲမသိပါဘူးဗျာဒီကောင်မွေးကြရအသေးလေးမွေးလာမှာဒီကောင်ကဲဘာလဲတော့မသိဘူးမနေ့ညအားရ what the fuck ကြားရတာဒီကောင်ကဘာလဲဟာရမီးကြီးလည်းမိတ်တုံနဲ့ဖြစ်နေနော်ဘာလဲတော့မသိဘူးမီးပြတ်တာလားဟာရမင်းတို့မီးကြီးကခဏရသည်ပြန်ဘာလဲလို့ဟာဒီကောင်ကလည်းချော့ရလေဦးမယ်ကွာဒီချော့ပြီးသွားရင်နောက်တော့ကစက်မချောင်းနဲ့ဒါပဲဝိုင်မဲမင်းတို့ကောင်နေလဲကွာမဲကဲဘာလဲတော့နေုံကွာငါ TV မကြည့်ရင်တော့ဘူးကွာပြင်းပြေကျွန်တော်မဟုတ်ဘူးစားခုနကကျွန်တော်တို့ဒေါ်လာ4000နဲ့ဝယ်ထားတဲ့ဆက်ဆိုတော့ဒါမိတ်ခင်ဘာလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒီချာခုကချိုင်းသားပဲနေမှာပါဆိုတော့သိရမလားဘယ်ခင်မှာကျွန်တော်ဒါ sandwich လုပ်စားမယ်ပေါ့နော်ကျွန်တော်ကတော့မင်းကွာငါတော့အိမ်ရောက်တော့ကွာအကုန်ဖြုံးမယ်ကွာအသားတွေပဲအသားတစ်ခုရယ် cheese တစ်ခုရယ်နောက်ထပ်အသားတစ်ခုထပ်ယူမယ်အသားတစ်ခု cheese တစ်ခုနောက်ထပ်အသားတစ်ခုထပ်ယူမယ်ပြီးရင်ဒီမှာ tomato okay ပြင်အပွားပါမုံအုပ်လိုက်တော့မယ်အသားနှစ်ခုနဲ့ကျွန်တော်မုံလောက်ရအောင်ပဲသိရမယ်wait what the fuck ဒီကောင်လုံးပြီးဒီကောင်ပြီးမီဆိုတော့ပြီးတော့စက်လုံးနေရလဲမကောင်းစိုးအောင်စက်လုံးနေဆိုတော့ဘာလဲတော့ဒီကောင်က note တက်ရမှာလားပြီးတဲ့ baby your monster တဲ့ဒီမကောင်းစိုးအားလေးကိုစာကျွေးပါဒီမှာနှုတ်ညီလေးဟဲ့ဘိုးတွေးဘိုးတွေးငါ့ကိုနောက်ပြီးဘိုးတွေးရောက်ဒီကောင်ဘိုးတွေးတော်တော်ဆိုးတဲ့ကိုတွေးပဲတော့တယ်နိုးဘူးသွားယူအောင်မယ်ဒီကောင်နဲ့လည်းကြွိုင်မယ်ရောက်ပြီဒါနေကိုလမ်းပြောင်းနေရောလုံးလမ်းပြောင်းနေရန်သူကိုတယောက်လမ်းပြောင်းနေကဲဆိုတော့ကျွန်တော်ကောင်းတယ်ထမ်းနေအောင်ဝင်းကဘာကြီးဖြစ်နေနော်ဒါကျွန်တော်ခုနဟိုကောင်ကိုတွေးတကားပိတ်လိုက်တဲ့နေရာမှာနေအောင်တော့လမ်းကိုရှာအောင်မယ်တကယ်ဝင်းကဘာကြီးရောက်လောက်ကြအောင်ရောက်ဒီတကားနေပြန်ထွက်လာငါတို့မှခွေးသားလေးတကားပြန်ပိတ်သွားပြီဟုတ်ပြီငါ့6ဟဲ့လားငင်းပေါင်းအစားလိုချင်တာဟဲ့လားဒီတော့မတိုင်ခွေးသားတော့ငါကွာတီးတုံးတွေပိုင်းနဲ့6တင်ပြရလားဟဲ့လားညုံဘာလဲရမင်းကဘာကောင်းတော့အေးငိုမဲလုံးနေမင်းက6တွန်း6နော်ငါ့ကိုတကားပေါင်းမှာပိတ်ရှင်တာငါ့ကိုတကားပေါင်းမှာပိတ်ရှင်တာငါ့ကိုတကားပေါင်းမှာပိတ်ရှင်တာမင်းလားငါ့ကိုတကားပေါင်းမှာပိတ်ရှင်တာအေးမင်းတော့ခါဒီထက်နာမယ်ပကံနေကုန်အောင်ပျောက်ပိတ်တာနဲ့ဒါဘာမှန်နေဟိုတွေးဟဲ့လားဟိုတွေးတော်တော်ဆိုးနေရော့နောက်ခါမသေးမယ်သက်လားနောက်ခါသေးမယ်မင်းရော့ကွာမင်းပါဇက်ကနေတိုင်မယ်တော့ဖျားနေပဲတိုက်ရတော့မယ်ကဲတိုက်ပါလဲပေးအောင်မယ်နောက်ကဒီတက်ပုံနာမယ်သက်လားမင်းကဘာမှကြောက်ရမလို့ဘူးရောက်ရှင်းလားရှင်းမင်းငါတက်အများကြီးနေတယ်ရှင်းလားတိုက်ပါလဲပေးအောင်မယ်what the fuck ကိုတွေဘာလုပ်နေကိုတွေမကောင်းဘူးကစားဘူးဒါဆိုတော့လက်တင်ကိုတွေတော်ဆိုရင်ငါသဘောပေါက်ပြီခုနကemergency wow glass ကိုခွဲလို့ရရဟာငါကိုတွေမင်းလောက်ဟုတ်ပြီနေအောင်ဟိမင်းရဲ့ဒီဘာတွေလဲကွာအဲ့ဒါကြီးရှင်းရအောင်ပါလုံးမကိုတွေမင်းငါဆောက်လို့ရှုံအောင်လုပ်နေကျွန်တော်ညီလေးကိုတွေရသိရမလားမင်းသားလေးပေါ့နော်မင်းသားလို့ဂျူသားလို့နဲ့ကွာဒီနာပကံကြီးမရှိတော့ဘူးပကံနဲ့ကောက်ခွဲပလိုက်မှာ
ပြောတယ်မင်းလှုပ်လို့ငါအကုန်ရှင်းအောင်မယ်တက်လားအေးဟိုမရှင်းပါဘူးအညီလေးဟိုကိုမင်းကိုရရှင်းပါခဏနေဒီကောင်အာ the present and the sheep အာခဏနေတော့ပုံမြင်ငါဖတ်ပြအောင်ကွာပုံမြင်ဖတ်ပြအောင်မယ်လို့ဦးပဲစီတဘူကိုတွေ့မကောင်းဆိုးကစပို့ပြီဆိုရင်ဦးလေးပြောသလိုပဲမင်းဘာလှုပ်လို့တိတ်ခိုင်းမင်းခိုင်းတာတိတ်တော့လှုပ်ဖို့အေးပြောနေအေးမင်းရတာပြောနေငါဒီမှာတော့တယ်မင်းရော့မင်းထိုင်ရအောင်ပါလို့တက်လားကလေးကိုရမ်းစိတ်ရှည်တာငါမင်းပြီးရမလားမင်း10ဝန်းညီကိုတွေးဟိုထိုင်ရတဲ့ကလေးကလည်းတောက်ချိုးကမကြည့်ဘူးတောက်ချိုးကမပြေရုပ်ကလည်းချိုးရုပ်ကချိုးတော့ရောပါရဘာတကွာအခုကငါမပုံမဖတ်ပြီးမင်းတေချာဖတ်ပြတေချာဖတ်ပြနေလေရောက်这个没法了，这不能也别播。哎，我的妈，你弄的，哪你弄的嘛？Lắc bà nè, lắc bà nè, hương scam, lắc bà nè. ကဲဆိုတော့ဒီမှာမင်းနိုင်တရီကပြီးသွားပြီပဲเนาะဒီနေ့တက်ကတော့လည်းလောက်ပါပဲကျွန်တော် view အရန်ရှည်သွားမှာဆိုလို့ကျွန်တော်ဒီမနက်ဖြန်အတွက်ကိုတော့မနက်ဖြန်ချမှာကျွန်တော်ဆော့ပေးထားပါမယ်ကျွန်တော် video တစ်နေ့ကိုတော့တစ်နေ့တစ်ပုတ်တော့ကျွန်တော်မတင်နိုင်ဘူးဒါလို့ဆိုကျွန်တော်မှလည်း video edit ပေးမှန်းတူလည်းမရှိဘူးကျွန်တော်မှပြီးတော့ဒီဟွာတွေကလည်း video edit တာတွေပြီးတော့ကျွန်တော်ဖုန်းနဲ့ဆော့ရတာဖြစ်တယ်ကျွန်တော်အဲ့ပြီးတော့လို့တစ်နေ့တစ်ပုတ်တော့မတင်နိုင်ဘူး300ချတစ်ခါလောက်တော့ကျွန်တော်တင်ပေးပါမယ်ကဲဆိုတော့ကျွန်တော်ရဲ့ channel လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်